2025မှာထွက်ခဲ့တဲ့ဘောလိဝုဒ်ချစ်ဇာတ်ကားတွေထဲမှာမြန်မာပရိသတ်တွေကြားထဲမှာရေပန်းအစားဆုံးဇာတ်ကားနှစ်ကားကိုပြပါဆိုလို့ရှိရင်တော့ဆိုက်ရာတာနဲ့ဒီဗာနီကီဒီဗာနီယက်အဲ့ဒီဇာတ်ကားနှစ်ကားလို့ဆိုရမှာပါအဲ့ဒီဇာတ်ကားနှစ်ကားမှာဘယ်တကားကိုပို့ပြီးတော့ကြိုက်လဲမကြသေးခင်ကယုံတင်ခဲ့တဲ့ဒီဗာနီယက်ကဇလန်ဇက်အိမ်တဲထားတဲ့ပုံကတော့လှတယ်မင်းသားကလည်းအချစ်ဇလန်တွေမှာပိုင်နိုင်တရုပ်ဆောင်နိုင်တွေဆိုတာကိုတော့ပြောစရာလိုမယ်လို့မထင်ပါဘူးဒါပေမဲ့ခဏပြန်ကြည့်ရင်ရတော့တဲ့အထီတော့ဇလန်ကကောင်းမနေဘူးဆိုင်ရာတာကတော့ဇလန်ကရိုးရှင်းလေးပဲသွားရတယ်ဆိုပေမဲ့ romantic ဖြစ်အောင်ပုံဖော်ထားတာလေးတွေကကြည့်ရတာလှတယ်ပေါ့နော်မင်းသားနဲ့မင်းသမီးကလည်းအစ်စ်တွေဆိုပေမဲ့ chemistry မိမိတရုပ်ဆောင်ထားတာကိုတွေ့ရတယ်ဇက်ဝင်တေးတွေကလည်းဇက်ဝင်တေးပုတ်ချင်းစီထားတာလည်းဇက်ဝင်တေးတွေကလည်းကောင်းကြတယ်ဆိုတော့ဒီနှစ်ကားမှာဆိုရင်ကျွန်တော်ကတော့ဆိုင်ရတာကိုပို့ပြီးတော့ကြိုက်ပါတယ်ကြည့်ပြီးသွားတဲ့သူတွေရောဘယ်တကားကိုပို့ပြီးတော့ကြိုက်တယ်မကြည့်ရသေးတဲ့သူတွေအတွက်လည်း comment မှာ link ထည့်ပေးထားပါတယ်